Hello တူတူဂျာမန်ဟက်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုအပိုင်းနံပါတ်3မှာပေါ့နော်ဒီနေ့မှာလည်းထပ်ပြီးတော့အတန် drug တွေဘယ်လိုထွက်ရမလဲဘယ်စလုံးလေးနဲ့ဆုံးသွားတဲ့ချိန်ကြလို့ရှိရင်ဘယ်လိုတန်ထွက်ရမလဲမှတ်စရာလေးတွေပေါ့နော်နောက်ထပ်နှုတ်ကလေးတွေပေါ့ခုနောက်ခါစကလုံးတစ်လုံးကိုမြင်တဲ့ချိန်ကြလို့ရှိရင်ဘယ်လိုတန်ထွက်ရမလဲဆိုတော့เนาะဒါလည်းအရေးကြီးတဲ့နှုတ်တစ်ခုပါပဲပေါ့နော်အဲ့တော့ကျမတို့ဒီဘာဝယ်၅လုံးပေါ့နော်R A E O U ဒီ၅လုံးပေါ့နော်ဒီ၅လုံးကိုစကားလုံးတစ်လုံးမှာဘာဝယ်ဘယ်နှလုံးပါလဲအဲ့ဆိုလို့ရှိရင်တစ်လုံးပါရင်တစ်တန်နှလုံးပါရင်နှစ်တန်ပေါ့နော်အတန်ထွက်လေးဘယ်လိုထွက်မလဲပေါ့နော်ပထမဆုံးဒီမှာဆိုလို့ရှိရင် PF ကိုမြင်လို့ရှိရင်ကျမတို့ F ဆိုတဲ့အတန်ကိုပဲယူပြီးထွက်ပါမယ်ဒီမှာဥပမာ F ဒီမှာဆိုလို့ရှိရင်ဘာဝယ်ကနှလုံးပေါ့နော်ဘာဝယ်နှလုံးA နဲ့ A နဲ့ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒါ A ဆိုတော့ F ဒီမှာကျတော့ F တန်ဖြစ်တဲ့အတွက်ကြောင့်မလို့ F နော်အဲ့လိုမျိုးပါနောက်တစ်ခုကကျတော့ဒီမှာဖတ်နဲ့ဒီမှာဆိုလို့ရှိရင်ဘာဝယ်ဘယ်နှလုံးပါလဲဒီမှာလဲနှလုံးဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်တန်ဒီမှာဆိုလို့ရှိရင် F ကိုမြင်လို့ရှိရင် F တန်ဖြစ်တဲ့အတွက် pack နဲ့ပေါ့နော်packနဲ့နောက်တစ်ထပ်တစ်ခုကကြတော့နောက်ထပ်မှတ်စရာတစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်ဈေးရခါရဲကိုမြင်တဲ့ချိန်ကြလို့ရှိရင်ကျမတို့ခဆိုတဲ့အတန်ပေါ့နော်အဲ့လိုအတန်ထွက်ပါမယ်ဒီမှာဆိုလို့ရှိရင်exampleဒီမှာဆိုလို့ရှိရင်ဘာဝယ်ဒီစကလုံးမှာဆိုလို့ရှိရင်ဘာဝယ်တစ်လုံးလဲဆိုတော့တန်နဲ့ထွက်မယ်အဲ့တော့ခအတန်နဲ့လည်းဆုံးရမယ်ပေါ့နော်ဒီမှာ CK ကိုမြင်တဲ့အတွက်ခအတန်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျမတို့ကဒီမှာ rock ဆိုပြီးခအတန်နဲ့ဆုံးပါမယ်ပေါ့နော်ဒီမှာနောက်တစ်ခုကကြတော့ဈေးဟာပေါ့နော်ဈေးဟာမှာဆိုလို့ရှိရင်ကျမတို့ဒီမှာဆိုလို့ရှိရင်ကျမကပေါ့နော်ဒီမှာအတန်ထွက်ကဈေးဟာရဲ့အရှိပေါ့ဈေးဟာရဲ့အရှိမှာအာဥအိုအတန်၃လုံးပေါ့နော်အတန်၃လုံးပါလာခဲ့မယ်ဆိုလို့ရှိရင်ကျမရဲ့အလွယ်မှတ်နေပေါ့နော်အတန်၃လုံးသွေးခဲ့မယ်အာဥအိုဆိုလို့ရှိရင်ခအတန်ထွက်ပါခအောင်မှသူကအတန်မာတယ်ပေါ့နော် half sound ပေါ့ half sound လေးဖြစ်မယ် example ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုzukan ခပဲเนาะဒီမှာ bush ဒီမှာဆိုလို့ရှိရင်ဘာဝဲzukan မှာဆိုလို့ရှိရင်ဥနဲ့ a နဲ့ပေါ့เนาะအဲကြောင့်မို့ zukan ဒီမှာဆိုရင် book ဒီမှာဆိုရင် horse ဒီမှာဆိုလို့ရှိရင် knock နောက်တစ်ခုဒီမှာဆိုလို့ရှိရင် sparkle ဘာဝဲနှလုံး R ရယ် A ရယ်ပေါ့เนาะ R ရယ် A ရယ်သူဒီမှာဆိုလို့ရှိရင်ဒီနောက်မှာဆုံးတဲ့ A လေးတွေပေါ့နော်သူကဆိုအတန်မျိုးထွက်သူရှေ့ရဟာနဲ့ပေါင်းလိုက်တော့ sparkle သူရှေ့ရဟာနဲ့ပေါင်းလိုက်တော့ဒီမှာသူကဇေဟာရဲ့အရှိမှာဘာနဲ့ဆုံးလဲဆိုလို့ရှိရင်ဒီမှာ R နဲ့ပေါ့နော် R နဲ့မြင်လို့ရှိရင်ခနဲ့အတန်ထွက်ရမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ sparkle နောက်တစ်ခုဒီမှာဇေဟာရဲ့ရှေ့မှာ A လေးကို R ပေါ့နော် R အေးမဟုတ်ပါဘူးအဲ့ဆိုလို့ရှိရင် R လေးပါတဲ့အတွက်ကြောင့်မလို့သူ့ကိုခနဲ့အတန်ထွက်မယ်အဲ့ဆိုလို့ရှိရင် marker ပေါ့နော်နောက်တစ်ခုဇေဟာရဲ့ရှေ့မှာကျမတို့ EA ဥမလောက်ဆိုရဲအတန်နှလုံးနဲ့ဥမလောက်ဆိုလို့ရှိရင်ရှအတန်ထွက်ပါမယ်ဒီမှာ example ဒီမှာဆိုလို့ရှိရင်ဒီမှာဇေဟာရဲ့ရှေ့မှာ E လေးပါတယ်အဲ့ဆိုလို့ရှိရင် eachနော်နောက်တစ်ခုကကြတော့ဒီမှာဇေဟာရဲ့အရှိမဖြစ်ပေမဲ့လည်းဒီသူ့ရဲ့အရှိမဒီမှာအီးလေးနဲ့ပါတဲ့အတွက်ကြောင့်မို့လို့ mish နော်အဲ့လာလေးတစ်ခုပေါ့နော် mish နောက်တစ်ခုကကြတော့ဒီမှာ special ဒီမှာသူကဒီဇေဟာရဲ့အရှိမဒီမှာပေါ့နော်A လေးပါတဲ့အတွက်ကြောင့်မို့လို့သူတို့ရောက်အတန်ထွက်မယ်ပေါ့နော် special နောက်ခုဆိုလို့ရှိရင်ဒီမှာဇေဟာရဲ့အရှိမအိုဥမလောက်လေးပါတဲ့အတွက်ကြောင့်မို့လို့ mush နော် အဲ့လိုတန်ထွက်ပါမယ်ရှေ့ကpronunciation လေးတွေပေါ့နော်ကျွန်မတို့တစ်လုံးpronunciation A to Z ရဲ့ဥစ္စာလေးတို့မှတ်ပြီးတော့အရှိမသူကတန်လေးတွေပေါင်းပြီးတော့ထွက်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင် S ရဲ့နောက်မှာဒီမှာ S ရဲ့နောက်မှာတရမဟုတ်တဲ့စကားလုံးတွေပါလာခဲ့မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်သူရှအတန်ပဲထွက်ပါမယ်ဒီမှာဆိုလို့ရှိရင်ဘာဝယ်ဘယ်နှလုံးဆိုတော့1
2 3 4လုံးပေါ့နော်ဒီမှာဈေးဟာနော် S ရဲ့နောက်မှာပေါ့နော်ဒီဈေးဟာဘာဝယ်မဟုတ်တဲ့စကားလုံးပေါ့နော်အားကြောင့်မို့ရှအတန်ထွက်မယ်ရှက်ကိုလာတဲ့ရှာကိုလာတဲ့ပေါ့နော်နောက်တစ်ခုဒီမှာ S ရဲ့နောက်မှာဒီလိုပဲထေးပါလာတယ်အားဆိုလဲ starch နော်အဲ့လိုရှအတန်နဲ့ပဲ stew ဒီမှာဆိုလို့ရှိရင်ဘာဝယ်ဆိုတဲ့တန်မဲထွက်မယ် stew ပေါ့နော်နောက်ဒီမှာဆိုလို့ရှိရင် sp အားဆိုလဲ S ရဲ့နောက်မှာဘာဝယ်မဟုတ်တဲ့စကားလုံးပါလဲအတွက်ကြောင့်ပေါ့နော်ကျမတို့ ရှအတန်မဲထွက်မယ်ဒီမှာဆိုလို့ရှိရင်ဘာဝယ်ကနှလုံးပေါ့နော်ဒီမှာ I မဟုတ်ဘူးနော် EA ကိုမြင်လို့ရှိရင် E ပဲအားကြောင့်မို့ speaker ပေါ့နော် speak ဖြစ်သွားမယ် E ဖြစ်တဲ့အတွက်ကြောင့်မလို့ speaker နောက်တစ်ခုဒီမှာဆိုလို့ရှိရင် air ပေါ့နော် air ကိုရှေ့မှာတွေ့လို့ရှိရင်ရာကောက်တန်ဒါမှမဟုတ်ဝအတန်အဲ့ဆိုလို့ရှိရင်ဒီမှာကျမတို့ကဘာဝယ်ရဒီမှာစကားလုံးထဲမှာနှလုံးပေါ့နော်အားကြောင့်မို့ရာကောက်တန်ထွက်မယ်ဆိုတော့ rose ပေါ့နော်နောက်တစ်ခုဒီမှာဆိုလို့ရှိရင်ခုဦးကိုမြင်လို့ရှိရင်ကျမတို့ခပဆိုအတန်ထွက်မယ်ပေါ့နော်ခပဆိုအတန်ထွက်မယ်အားကြောင့်မို့လို့ဒီမှာခပ dress နော်အဲ့လိုမျိုးအတန်ထွက်မယ်နောက်တစ်ခုကကြာတော့ဒီမှာ ss ဒါမှမဟုတ်ရင် sus နော်အဲ့ဒါမလို့သူကဒီမှာသူ့ရဲ့ example မှာဒီမှာဆိုလို့ရှိရင်ဦးပေါ့နော်ဘာဝယ်လေးတစ်လုံးထဲပါတယ်ပေါ့နော်သူ s တန်ထွက်မယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ puss နော်နောက်တစ်ခုဒီမှာဒါ high sun ဒီမှာAE ကိုတွေ့တယ်ဆိုလို့ရှိရင်ဒီမှာ AE ကိုတွေ့လို့ရှိရင် I လို့တန်ထွက်တယ်နော် I လို့တန်ထွက်တယ်ရှေ့ကဟာလေးနဲ့ပေါင်းတော့ high ဖြစ်သွားတယ်နော်ဒီမှာဒီရုပ်စာနောက်ကကြတော့ high sun နော်နောက်တစ်ခုဦးစီလွန်ပေါ့နော်ဦးစီလွန်ကိုဒီလိုတစ်လုံးထဲပေါ့နော်တစ်လုံးထဲအရှိမှတွေ့တယ်တစ်လုံးထဲပေါ့နော်သူတစ်လုံးထဲအရှိမှဆိုလို့ရှိရင်တော့ရပ်ပလက်လို့ပြောတာပဲရပ်ပလက်တမမဟုတ်ယူပေါ့နော်အဲ့အတန်လေးထွက်တယ်ဒီမှာဆိုလို့ရှိရင်အတန်ဒီမှာဘာဝဲနှလုံးအားဆိုလို့ရှိရင်ရပ်ပလက်တန်ဆိုတော့ yoga နော် yoga နောက်တစ်ခုကကြာဒီမှာတော့ဦးစီလွန်ဒီမှာဒုတိယနေရာမှာတွေ့ရဆိုလို့ရှိရင်သူ second play နေရာမှာရှိလို့ရှိရင်တဲ့ဦးမလောက်အတန်လေးထွက်ရမယ်ပေါ့နော်ဦးဆိုတော့အဲ့လိုမျိုးဆိုတော့ဒီမှာ तू ကတန်နဲ့ထွက်ရမှာတန်နဲ့ကိုဒီမှာ तू ကရှေ့က s နဲ့ပေါင်းလိုက်တော့ရှေ့က s ပေါ့နော် s ကို तू ကကျမတို့ကအရှေ့မှာတွေ့ရဆိုလို့ရှိရင် तू ကဇာခွဲအတန်အဲ့ဒါကြောင့်မို့ तू က Zusting ဆိုပြီးအဲ့လိုထွက်တယ်ပေါ့နော်ဒီမှာနောက်ထပ် example ဒီမှာဆိုလို့ရှိရင်လဲ तू ကတလုံးနဲ့တန်ထွက်ရမှာပေါ့နော် second play နေရာမှာအဲ့တော့ तू ကဦးမလောက်အတန်လေးကိုမှရှေ့ဟာနဲ့ပေါင်းလိုက်တော့ hush play ဆိုပြီးအတန်ဖြစ်သွားတယ်ပေါ့နော်ဒါမဲ့ y ကိုနောက်ဆုံးမှာတွေ့တဲ့ဥစ္စာမျိုးဆိုလို့ရှိရင် तू က e တန်လိုမျိုးထွက်တာ e တန်ပေါ့နော်အင်္ဂလိပ်တန် e ဆိုတဲ့အတန်လေးအဲ့ဒါတော့နည်းနည်းအင်္ဂလိပ်တန်နဲ့ဆင်တယ်အကြောင်းဒါတွေကိုဒီမှာနော်ဒီမှာဆိုလို့ရှိရင် तू ကနောက်မှာပါတယ် e တန်ဆိုထေနဲ့ပေါင်းလိုက်တော့ d ပေါ့နော် handy နော်ဒီမှာဆိုလဲ y နဲ့ b နဲ့ပေါင်းလိုက်တယ်နောက်သူ့ရဲ့ရှေ့ရစကားလုံးက b အဲ့ကြောင့်မို့ baby နော်အဲ့လိုဖြစ်သွားတယ် baby နောက်တစ်ခုကကြတော့ဒီမှာTSA ဟာကိုတွေ့လို့ရှိရင်ကျမတို့ချအတန်ထွက်ရမယ်ချအတန်ပေါ့နော်ချအတန်ထွက်ရမယ်ဒီမှာပါချအတန်ထွက်ရမယ်အဲ့ကြောင့်မလို့ဒီမှာကျမတို့က TSA ဆိုလို့ရှိရင်ချအတန်ဒီမှာဆိုလို့ရှိရင် AU က y လို့တန်ထွက်တယ် y ပေါ့နော်ထေနဲ့ပေါင်းလိုက်တော့ drush နောက်ကလည်းချအတန်ထွက်ရမယ်ထေနဲ့လည်းပေါင်းလိုက်တော့ဒါမှဒါတွေလေးပေါ့နော် drush ဆိုပြီးတော့ဖြစ်သွားတယ်ဒါတွေလေး drush ဆိုပြီးတော့ဖြစ်သွားတယ် drush နော်ရှေ့ရစကားလုံးလေးတွေကလည်းကိုအလွတ်ရနေရမယ်ပေါ့နော်အဲ့လိုပေါင်းဖတ်ရမှာလေ drush ဆိုပြီးတော့ဖြစ်သွားတယ်ဒီမှာဆိုလို့ရှိရင်လည်း marsh နောက်ကချအတန်ပေါ့နော်ဒီမှာအားဆိုလို့ရှိရင်ဒီမှာ m နဲ့ပေါင်းလိုက်တော့ marsh အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုဒီမှာဆိုလို့ရှိရင်
ထေဟာဆိုလို့ထေဟာကိုမြင်တဲ့ချိန်ကြလို့ရှိရင်ကျမတို့ကဟိုပေါ့နော်ထအတန်ပဲထွက်ရမယ်ဒီမှာဆိုလို့ရှိရင်ဘာဝယ်လေးနှလုံးထေဟာကိုတွေ့လို့ရှိရင်ထအတန်ဒီမှာ m နဲ့ r နဲ့ဆိုမာပေါ့နော် r ကa ကကြောင့် r လေအဲကြောင့်မာပေါ့ထေမာနော်ထေမာနောက်တစ်ခုကကြတော့ဒီမှာRKA ကိုတွေ့လို့ရှိလို့ရှင် share ဆိုအတန်မျိုးလေးထွက်ရမယ် share ဆိုအတန်မျိုးလေးနောက်ဆုံးမှာ RKA ဆိုတဲ့စကားလုံးလေးကိုတွေ့လို့ရှိရင် share ဆိုအတန်ထွက်ရမယ်အဲ့ဒါကြောင့်ဒီမှာဆိုလို့ရှိရင်ဥပမာကဒီမှာလေးလုံးပေါ့နော်ဘာဝယ်လေးလုံးပါတယ်အဲဆိုလေးတန်ကိုထွက်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်စာဒါဆိုလို့ရှိရင်ဖိုးဒါဆိုလို့ရှိရင်စာဖိုးထား share ပေါ့နော်ဒီမှာသူက AG ဟာ RKA ပေါ့နော် RKA ဆိုလို့ရှိရင် share ဆိုတဲ့ကြောင့်မလို့စာပို့ထား share ဆိုပြီးဖြစ်သွားတယ်နောက်တစ်ခု example ဒီမှာဆိုရင်လည်း RKA ဆိုလို့ရှိရင် share အရှိရနှလွားမာစာ share ဆိုပြီးဖြစ်သွားတယ်ပေါ့နော်နောက်ကစကားလုံးသူ့အနေနဲ့ဒီလိုအတန်ထွက်ရမယ်ဆိုလို့ရှိရင်ထွက်ရမယ်ပေါ့နော်မာစာ share အဲ့လိုဖြစ်သွားတယ်နောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်ထေ EON ပေါ့နော်ထေ EON ကိုတွေ့လို့ရှိရင်စီယွန်းလို့တန်ထွက်ရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာဝယ်လေးလုံးပါတယ်ပေါ့နော်ဘာဝယ်လေးလုံးပါတယ်ဒီနောက်ကဥစ္စာဆိုလို့ရှိရင်ကျွန်တော်တို့စီယွန်းလို့တန်ထွက်ရမယ်ဒီမှာဆိုလို့ရှိရဥစ္စာနဲ့ပေါင်းလိုက်တယ်ဆိုလို့ရှိရင် information နော်အဲ့လိုမျိုးဒီမှာဆိုလို့ရှိရင်ဘာဝယ်၃လုံးသူ့ကဒီမှာစီယွန်းလို့တန်ထွက်ရမယ်အရှိရစကားလုံးကကြောင်းနာစီယွန်ဆိုအဲ့လိုတန်ထွက်ရမယ်နော်နောက်တစ်ခါကျဒီမှာကျမတို့ဒီအဆုံးသက်လေးတွေအန်တို့ဘာတို့နဲ့ဆုံးတယ်နော်အဲ့ဆိုသူ့ရှေ့မှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်မနော် AN ဆိုလို့ရှိရင် M ပဲပေါ့ AN ဆို M ပဲအဲ့တော့သူ့ရှေ့တစ်ခုနဲ့ပေါင်းလိုက်ဆိုကျမတို့စကားလုံးလေးအတန်ထွက်ကသူ့ရှေ့စကားလုံးနဲ့ပေါင်းပြီးတော့အတန်ပြောင်းသွားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘာကောက်ဖန်ဆိုလို့ရှိရင်ဒီမှာအားဆိုလို့ရှိရင်အောင်အဲ့ဆိုဘာကောက်ဖန်ဆိုပြီးတော့ဒီမှာရှေ့စကားလုံးF နဲ့ဆိုလို့ရှိရင်ပေါ့နော် fan ဖြစ်သွားတယ်ဒီမှာဆိုလဲ high sun မစအတန်နဲ့ဆို high sun ဒီမှာဆိုလို့ရှိရင်လဲ M ဆိုလို့ရှိရင်လဲ command เนาะဒီမှာဆိုလို့ရှိရင် zehan မှာသူရှိရစကန်လုံးပေါ့နော် AI ရဲ့ရှိရစကန်လုံးဒီမှာဆိုရင် wonan အဲ့လိုဖြစ်သွားတယ်ပေါ့နော်နောက်ဒီမှာနောက်ဆုံးစကန်လုံးဒီမှာ A တွေနဲ့ဆုံးလဲဆိုလို့ရှိရင်လဲသူ L တန်လေးထွက်ရတယ်ပေါ့နော် L တန်လေးတွေဖြစ်သွားတယ် L တန်အဲ့တော့ဒီမှာဆိုလို့ရှိရင်နာမည်เนาะဒီမှာဆိုလို့ရှိရင် dose collection nase အဲ့လိုမျိုးဖြစ်သွားရေပေါ့เนาะနောက်ဆုံးတစ်ခုဒီမှာမှတ်ရမှာတော့ဒီမှာ S ကိုပေါ့เนาะရှေ့မှာမြင်လို့ရှိရင်ဇာခွဲတန်ထွက်မယ် S ကိုနောက်ဆုံးစကားလုံးမှာတွေ့လို့ရှိရင်စအတန်ပေါ့เนาะစလိန်အတန်ဒါမှမဟုတ်စလုံးတန်အဲ့လိုမျိုးတန်လေးထွက်ရတယ်ဒီမှာဆိုလို့ရှိရင်ဇာခွဲတန်ဆို zealous ဒီမှာဆိုလို့ရှိရင်နောက်ဆုံးတန်ဒီမှာစလိန်တန် eyesဒါဆိုလို့ရှိရင်အရှိဆုံးတန် SAS ဒီမှာဆိုလို့ရှိရင်နောက်ဆုံးတန် S စလိန်တန်ပေါ့နော် S ကနောက်မှာဆုံးတဲ့အတွက် boot ဆိုပြီးတော့အဲ့လိုတန်ထွက်ပါတယ်ပေါ့နော်အဲ့လားလေးအကုန်လုံးကနောက်ထပ်မှတ်စရာပေါ့နော်ဟိုနည်းနည်းမြန်နေလားမသိဗီဒီယိုကလေ4ခေါက်လောက်ရိုက်လိုက်ရတော့လေနည်းနည်းမြန်နေလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ဟိုသူတို့တန်ထွက်လေးအခုဖွင့်ပြပါမယ်ပေါ့နော်ကိုပြောတာရေဟိုကအပြင်တန်ထွက်လေးဖွင့်ပြမယ်ဟိုတစ်ချက်လိုက်နားထောင်ကြည့်ပေးပါနော်ချက်လိုက်နားထောင်ကြည့်ပေးပါဒီကနေပြီးတော့စပြီးဖွင့်ပြပါမယ်နော်ဒီအပဲတို့ဘာတို့ကနေပြီးတော့ Äpfel, Pfanne, Rock, suchen, Buch, hoch, noch, Sprache, machen, ich, Milch, sprechen, möchte, Schokolade, Stuhl, Spiegel, Rose, Quadrat, Füß, heißen, Yoga, System, Hybrid, Handy, Baby, Deutsch. Matsch, Thema,
Sabotage, Massage, Information, Nation, verkaufen, heißen, kommen, sehen, wohnen, Name, Dose, Kollege, Nase, Salat, Eis, Salz, Bus. Bus နော်ဒါလားမသိဘူးနောက်တစ်ခေါက်ထပ်ပြီးဖွင့်ပြပါမယ်မမြင်ရမှာဆိုလို့လေနော် Äpfel, Pfanne, Rock, suchen, Buch, hoch, noch, Sprache, machen, ich, Milch, sprechen, möchte, Schokolade, Stuhl, Spiegel, Rose, Quadrat, Füß, heißen, Yoga, System, Hybrid, Handy, Baby, Deutsch. Matsch, Thema, Sabotage, Massage, Information, Nation, verkaufen, heißen, kommen, sehen, wohnen, Name, Dose, Kollege, Nase, Salat, Eis, Salz, Bus. မြင်ရလားမသိနော်โอเคပါနောက်ထပ်ပြီးတော့ဒီအောက်ကပေါ့နော်အဲ phonemic ဆိုတာအသိပဲအတန်လေးတွေပေါ့နော်ထပ်ပြီးတော့နည်းနည်းတိတိကျကျလေးကြားရအောင်ပေါ့နော်ဒါလေးပေါ့နောက်ထောင်ကြည့်ပါ Apple အတွက်ပေါ့နော်အခုဒီ Apple အတွက်ကိုဖွင့်ပြပါမယ် Äpfel, သူအရှိကအဲ့ဒီအဲတန်လေးကိုပေါ့နော်ထပ်ပြီးတော့သူပြောပြနောက်တော့မှ Apple နောက်တစ်ခုကဒီမှာ Milch die Milch, ဒီ Milch ပေါ့နော်နောက်ခုထားပါခု Rucksack, WhatsApp ရှာခဆိုအဲ့အတန်လေးပေါ့နော်အဲ့ဒါလေးကိုသူကပြောပြပြီးတော့မှဒီဥစ္စာကိုရွတ်တယ်ပေါ့နော် Dose, တော့စ Ei, Eis, Information, ဘာဒီဥစ္စာ Pfanne, အဲ့နဲ့ Quadrat, ကပတ်ထရာ Rose, Salat, Schokolade, Spiegel, Fuß, Stuhl, Handy, Yoga, အတန်ထွက်လေးတစ်ချက်ပေါ့နော်အခုဒါဖွင့်ပြပေးလိုက်တာပါအတန်လေးတွေသူတို့ဟိုအရှိရသည်ဖုန်းနဲ့တည်းဘယ်လိုအတန်ထွက်လဲပေါ့နော်အဲ့ဒါလေးကိုမှအတန်ထွက်ပြပြီးတော့မှဒါလေးတွေသူထွက်ပြသွားတာပေါ့နော်အဲ့ဆိုကျေးဇူးတင်ပါတယ်ဒါဗီဒီယိုအပိုင်းနံပါတ်3ပါဒါလေးကလည်းနည်းနည်းအတန်ဘယ်လိုထွက်လဲဆိုပြီးအရေးကြီးပါတယ်ပေါ့နော်ဟိုအတန်အတွက်လေးတွေကဆက်ဆက်ချင်းမှာမှတ်ရခက်နေပါမယ်အတန်နှလုံးစင်းအတွက်လည်းစဉ်းစားရတဲ့အရှိရpronunciation လည်းအလွတ်မရတဲ့အချိန်မှာအတန်လေးဘယ်လိုထွက်လဲဆိုပြီးတော့တွေ့တဲ့ချိန်ကြလို့ရှိရင်တိတ်ထွက်အောင်မှာမဟုတ်ဘူးပေါ့နော်ဒါမဲ့အားမငယ်ပါနဲ့အဲ့ဒါလူတိုင်းဖြစ်တဲ့အရာပါ
လူတိုင်းကိုဖြစ်တတ်တဲ့အရာပေါ့နော်ကိုတယောက်တည်းမှမဟုတ်ပါဘူးအဓိကကတော့reading တွေဖတ်တာများများဖတ်လာပြီးအချိန်ကြာလို့ရှိရင်တော့စကားလုံးတစ်လုံးခဏခဏတွေ့ရဖန်များတဲ့ချိန်ကြာလို့ရှိရင်တော့အလားအလိုနေရသွားပါလိမ့်မယ်ပေါ့နော်စစချင်းကတော့ခတ်နေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်နောက်ထပ်သူဂျာမန်ဟတ်ကိုထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်လည်း Facebook page ရှိပါတယ်ပေါ့နော်ဒီနာမည်လေးနဲ့ပဲသူဂျာမန်ဟတ်ဆိုပြီးတော့ရှာလို့ရပါတယ်ကျေးဇူးပါ